အာဆင်နယ်ရဲ့ပရီးမီးယားလိချန်ပီယံကာကွယ်ပွဲစတင်ပါပြီ။ Community Shield မှာစီးရီးကို3-0နဲ့ဖြိုခဲ့တဲ့ဂန်နာတွေကမနက်ဖြန်ညCoventryကိုဘယ်လောက်ထိဂိုးပြနိုင်ယူမလဲ။ Facebook TikTok နဲ့ YouTube မှာကြည့်ရှုတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။အာဆင်နယ်ကွန်တန့်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အာဆင်နယ်ကဩဂတ်21ရက်နေ့တောက်ကြနေ့ညမှာ UK စံတော်ချိန်8နာရီမြန်မာစံတော်ချိန်နဲ့ဆိုရင်တော့12နာရီခွဲမှာတန်တက်လာတဲ့ Coventry နဲ့ Emirates မှာလက်ခံကစားပြီး Premier League Champion ပွဲကိုကာကွယ်ဖို့စတင်တော့မှာဖြစ်ပါတယ်။ Arsenal ကပြီးခဲ့တဲ့အပတ်မှာ Community Shield မှာ Man City ကို3-0နဲ့အနိုင်ယူပြီးအသင်းရဲ့အရေးသွေးကိုပြသခဲ့ပါတယ်။ရာသီကြိုခြေစမ်းပွဲမှာလည်း MK တို့အပါအဝင်6ပွဲကစားခဲ့ပါတယ်။အဲ့ဒီထဲက3ပွဲနိုင်ပြီး2ပွဲရှုံးက1ပွဲသေကြားခဲ့ပါတယ်။ Arsenal ဟာပြီးခဲ့တဲ့ရာသီမှာ Premier League ကို85မှတ်ရရှိပြီး Champion League ဖြစ်ခဲ့ပါတယ်။ဒုတိယနေရာက Man City ထက်9မှတ်အသာနဲ့ရာသီကိုအဆုံးသတ်ခဲ့ပါတယ်။ Coventry နဲ့ပွဲပြီးရင် Arsenal က Aston Villa နဲ့ Chelsea တို့ကိုစတိုက်ရင်ဆိုင်ရမှာဖြစ်လို့ရာသီအစမှာပဲစိန်ခေါ်မှုတွေရှိနေပါတယ်။ Coventry City ကတော့ပြီးခဲ့တဲ့ရာသီမှာ Championship ချန်ပီယံဖြစ်ခဲ့ပြီး95မှတ်ရရှိခဲ့ပါတယ်။ဒုတိယနေရာ Ipswich Town ထက်17မှတ်အသာနဲ့ရာသီကိုအဆုံးသတ်ခဲ့ပါတယ်။ Coventry City ကရာသီကြိုခြေစစ်ပွဲ5ပွဲကစားပြီး4ပွဲနိုင်1ပွဲသေကြားခဲ့ပါတယ်။ Coventry City ဟာ2000ခုနှစ်နဲ့2001ရာသီနောက်ပိုင်းပထမဆုံးအကြိမ် Premier League ကိုပြန်လည်ရောက်ရှိလာတာလည်းဖြစ်ပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာက2019-18ရာသီတုန်းက Coventry က League 2မှာတော့ကစားခဲ့တဲ့အသင်းဖြစ်ပါတယ်။ဒါကြောင့်နှစ်နိုင်ငံတွင်းမှာ League 2ကနေ Premier League အထိပြန်တက်လာနိုင်တာဟာအသင်းအတွက်မယုံနိုင်တော့အောင်ကောင်းမွန်တဲ့တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ Frank Lampard ရဲ့ Coventry City ဟာဒီနေရာဒီမှာ transfer window မှာကစားသမား6ယောက်လောက်ခေါ်ယူထားတာဖြစ်ပါတယ်။ Arsenal နဲ့ Coventry City ဟာတမိုင်းတစ်ချောက်86ကြိမ်တွေ့ဆုံထားပြီးဖြစ်ပါတယ်။ Arsenal က43ပွဲနိုင်က Coventry က14ပွဲနိုင်ပြီးတရေ19ပွဲဖြစ်ပါတယ်။ဒါကြောင့် head to head မှတ်တမ်းမှာ Arsenal က Coventry City ကိုတိတိတသာအသာရနေတာပဲဖြစ်ပါတယ်။ Arsenal ရဲ့ပွဲထွက်လူစဉ်17ယောက်ကိုကျွန်တော်အမြင်ခန့်မှန်းရရင်ဂိုးသမားနေရာမှာ David Raya ညာဘက်ခံစစ်မှာတော့ Van White ဘယ်ဘက်ခံစစ်မှာတော့ Calafiori နဲ့ဗဟိုခံစစ်2ယောက်မှာတော့ Christian Moquera နဲ့ Gabriel Magalhaes တို့ပဲရွေးချယ်ပါတယ်။ကွင်းလယ်3ယောက်မှာဆိုရင်တော့ Declan Rice, Martin Odegaard နဲ့ Bruno G တို့ပွဲဦးထွက်လာနိုင်ပါတယ်။တိုက်စစ်3ယောက်မှာဆိုရင်တော့ညာတောင်ပံတိုက်စစ်မှာဆိုရင် Bukayo Saka နဲ့ဘဲတောင်ပံတိုက်စစ်မှာ Christos Zolis ဖြစ်ပြီးတိုက်စစ်မှုနေရာမှာ